အော်အိုးလက်ခွန်းနဲ့မှာပဲကွာကြက်တန်တောင်မထောင်းတက်လို့ဘူးနဲ့အစားထိုးလုပ်တဲ့ကောင်နေနဲ့လားတွေ့ညာယာဆိုင်တီပုလီပါဟေး စတ်တို့ဘာလို့စောက်ထီးတွေအော်နေရတော့ဗျာ အေးဟေးအတဲ့အတိုင်းអော်ရင်လဲဟိုကောင်တွေက register လုပ်ထားတော့အတန် mute လုပ်သွားလို့ဟေးငါမှာစောက်ထီးတွေអော်နေရတယ် ဩအဲ့ကလူလားအဲ့ဒါဆိုကျွန်တော်လည်းအော်ပြီဗျာတဘောကျဲဘေးကလိုက်လဲပေါ်တယ်နာအဲ့လိုဆိုရလားစတ်တို့ အေးဒီလောက်ဆိုတော့ဘန်းခံမထီလောက်ဘူးထင်ပါတယ်လိုက်တော်ရဲသွားမယ်ဟေ့ ဟုတ်စတ်တို့ခဏဆောင်ကျွန်တော်ဟာနှလုံးပူးသွားယူလိုက်အောင်မယ် ကိုတို့ရေဒီနေ့ရိုးရဲသွားပြီးအမဲမလိုက်နဲ့တော့နော်ဟင်းနေအများကြီးကြံသေးတယ်ခဏနဲ့ TikTok တင်ပြီးတော့လဲကြောင်ညာတင်ရအောင်ပါလေနော်